ရေသူမမင်းသမီးလေးဟာကုန်းမဟာပေါ်ကိုပထမဆုံးအကြိမ်တက်ရောက်လာခဲ့စဉ်မှာတတိလေးမြင့်မျောနေတဲ့အမျိုးသားတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။တဘာဝစင်စတင်အရပဲမင်းသမီးလေးဟာသူ့ကိုအသက်ရှူနည်းလမ်းနဲ့ကယ်ဆယ်ပေးခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲမင်းသမီးလေးရဲ့ပင်လယ်အမြုတွေယတနာဟာထိုအမျိုးသားရဲ့ခန္ဓာကိုယ်ထဲကိုစီးဝင်သွားခဲ့ပါတော့တယ်။ယတနာကိုပြန်ထုတ်ဖို့သူ့ရင်ဘတ်ကိုဖိနှိပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ကန်ဆိုးချင်တော့ထိုအမျိုးသားကတတိယလာခဲ့ပါတယ်။မင်းသမီးလေးဟာထိတ်လန့်သွားပြီးသူ့ကိုလက်သီးနဲ့ထိုးချလိုက်ရာအမျိုးသားမှာဒုတိယအကြိမ်မေးလဲသွားခဲ့ပြီးရေသူမလေးလည်းပင်လယ်ထဲကိုအမြန်ဆုံးထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ပင်လယ်ဘရင်မကြီးဟာအမျက်ဆုံးယတနာပျောက်ဆုံးသွားတာကိုသိလိုက်ရတဲ့အခါအင်မတန်ဒေါသထွက်သွားပြီးရေသူမလေးကိုပင်လယ်ပြင်ကနေချက်ချင်းနင်းထုတ်လိုက်ပါတော့တယ်။ဒါကြောင့်ရေသူမလေးဟာလူပြည်ကိုအတင်းအကျပ်ဆင်းသက်ခဲ့ရပါတယ်။ဒါပေမဲ့လည်းကံမကောင်းစွာနဲ့ပဲအမျိုးသားတန့်စင်ခံနဲ့မဝင်မိသွားပြီးလုံခြုံရေးဝန်ထမ်းတွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။လုံခြုံရေးတွေဝိုင်းလာတဲ့အခါမင်းသမီးလေးဟာကူညီကြပါဦးလို့အော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။ယတနာရဲ့ဆွမ်းအားကြောင့်ထိုအမျိုးသားဟာရေသူမလေးစီကိုစက္ကန့်ပိုင်းတွင်ရောက်ရှိလာခဲ့ပြီးမင်းသမီးလေးဟာလည်းသူ့ရင်ခွင်ထဲကိုတန်းဝင်သွားခဲ့ပါတယ်။အမျိုးသားကမင်းသမီးလေးကိုဘေးကိုဆွဲဖယ်လိုက်ပြီးသူမဘာကောင်းလဲဆိုတာမေးမြန်းခဲ့ကယတနာအကြောင်းကိုပဲအဓိကအာရုံစိုက်နေခဲ့ပါတယ်။မင်းသမီးလေးကသူ့ခန္ဓာကိုယ်ကိုရှာဖွေကြည့်ရာနှလုံးသားမှာယတနာရှိနေတာကိုတွေ့ခဲ့ရပေမဲ့ပြန်ထုတ်လို့မရခဲ့ပါဘူး။ထိုအခွင့်အရေးကိုအသုံးချပြီးအမျိုးသားကလုံခြုံရေးတွေကိုခေါ်ကာမင်းသမီးလေးကိုအပြင်ကိုမောင်းထုတ်လိုက်ပါတယ်။အိုးမဲ့အိမ်မဲ့ဖြစ်ပြီးဝမ်းနဲ့ကြေကွဲနေတဲ့မင်းသမီးလေးဟာလမ်းမပေါ်မှာလက်ကြီးတစ်ကောင်နဲ့ဆုံတွေ့ခဲ့ပါတယ်။လက်ကြီးကယတနာဟာထိုအမျိုးသားနဲ့တသားတည်းဖြစ်သွားပြီဖြစ်ကြောင်းနဲ့ထိုအမျိုးသားကမင်းသမီးလေးကိုချစ်ကြိုက်မိမှသာယတနာကိုပြန်ထုတ်ယူနိုင်မယ်လို့ရှင်းပြခဲ့ပါတယ်။မင်းသမီးလေးဟာမျက်ရည်ကျရင်အမျိုးသားကိုဆင့်ခေါ်လို့ရမယ်လို့မှားယွင်းထင်မှတ်ပြီးကြက်သွန်နီတွေမှာ star sauce ခါဆက်ဆက်တွေကိုစားကအတင်းမျက်ရည်ထွက်အောင်လုပ်ခဲ့ပါတယ်။ထိုအချိန်မှာအဝေးကအမျိုးသားဟာလည်းအကြောင်းရင်းမရှိဘဲမျက်ရည်တွေကျလာခဲ့ပါတယ်။ဒါပေမဲ့လည်းထိုမော်ကူးမန်နေယာကအလုံးမလုပ်ခဲ့ပဲမင်းသမီးလေးဟာမောပန်းတွန်းနေစွာနဲ့အိပ်ပျော်သွားခဲ့ပါတယ်။ပူစာလာတဲ့ကြောင်နဲ့ကြီးတစ်ကောင်ကသူ့ကိုထလန့်စေခဲ့ပြီးမင်းသမီးလေးရဲ့လမ်းဖြတ်အော်ဟစ်လိုက်တဲ့အတန်ကြီးထွက်ပေါ်သွားခဲ့ပါတယ်။နောက်စက္ကန့်မှာတော့ထိုအမျိုးသားဟာမင်းသမီးလေးရဲ့ရှေ့တက်မှာချက်ချင်းရောက်ရှိလာခဲ့ပါတော့တယ်။နောက်လာမယ့်အပိုင်းကြည့်ချင်းရင် like and follow လေးလုပ်သွား